ECU ပျက်စီးတတ်ပြီးတော့မဆန်းသင့်တဲ့စမ်းသပ်မှုမျိုးတွေပေါ့နော်မလုပ်တဲ့နာမျိုးကျွန်တော်မျှဝေပေးမယ်။နံပါတ်1အချက်ကကျွန်တော်တို့ပါလဲဆိုတော့ဒီကျွန်တော်တို့ဥပမာပြောရရင် nozzle တို့ပါတော့ပေါ့နော် nozzle တို့ပါတော့ကျွန်တော်တို့ပွင့်သွားတဲ့အချိန် open circuit ပေါ့နော် open circuit ဆိုတာက nozzle ကအထဲမှာကျွန်တော်တို့ပါလဲဆိုတော့ nozzle ထဲမှာကျွန်တော်တို့ဒီကျွန်တော်ချက်ပြမယ်။နောက်တဲ့ထဲမှာကျွန်တော်တို့ကဒီမှာကျွန်တော်တို့coin လေးပါတယ်เนาะ coin ကိုကျွန်တော်တို့DC အပေါင်းအနှုတ်ကျွေးလိုက်မှာကျွန်တော်တို့ဒီကောင် coin ကလက်တန်းလိုက်စကွင်ဖြစ်ပြီးတော့ plan ချကို need bar ကိုဆွဲပြီးတော့ C လမ်းကြောင်းကိုဖွင့်ပေးလိုက်တယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့ဒီ coin ပေါ့ဒီ coin ကကျွန်တော်တို့ DC လက်စစ်ပေးမှာတန်းလိုက်စကွင်ဖြစ်ပြီးတော့ဒါကိုဆွဲတင်မှာနောက်တဲ့ပြတ်သွားတယ်ဆိုတာကဒီ coin connection ပြတ်သွားတဲ့အချိန်မှာသူ့ရဲ့ on down ဘိုးလည်းမရှိတော့ဘူး on down ဘိုးလည်းမရှိတော့တဲ့အတွက်ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့နောက်ဆက်တက်မထိုင်ကျွန်တော်စီပတ်မလဲဘူးเนาะစီပတ်မလဲဘူးဆိုရင်ကျွန်တော်တို့ဟိုမှာအပြင် nozzle ကိုဖြုတ်ကြည့်လိုက်ပေါ့နော် nozzle ကိုဖြုတ်ကြည့်လိုက်တဲ့အချိန်မှာစီပတ်မလဲဘူးဆိုရင် nozzle ဖြုတ်တဲ့အတွက်ဒါ open circuit ဖြစ်သွားပါပေါ့နော် open circuit သူတက်မထားတဲ့အတွက်စီပတ်လဲပေးစရာအကြောင်းမရှိဘူးเนาะအဲ့တော့ nozzle တွေကကျွန်တော်တို့ဒီ open circuit ပုံစံမျိုးလဲပြတ်သွားတတ်တယ်ပြီးရင်စီဖြန်းများတာစီဖြန်းနေတာ nozzle ပိတ်တာတွေပြီးရင်ကျွန်တော်တို့nozzle ကြောင်တာတွေရှိတာပေါ့နော်အများကြီးတော့ရှိတာပေါ့အဲ့တော့ကျွန်တော်ဒီ nozzle open circuit ဖြစ်သွားတဲ့အချိန်မှာစီပတ်မလဲတော့ဘူးပေါ့နော်အဲ့ဒီအချိန်မှာဆက်မှာတော့era ကုတ်တက်မယ်era ကုတ်ကိုကျွန်တော်တို့ကဆက်မရှိလို့မသိဘူးဖြစ်ဖြစ်ပေါ့နော်ချန်ပြီးခုံတာကြည်တာဖြစ်ဖြစ်ချန်ပြီးမတက်လို့ဖြစ်ဖြစ်ကိုယ့်အတွေ့အကြုံရ nozzle ပြတ်တယ် nozzle open circuit ဖြစ်သွားတယ်လို့သိတယ်ဆိုရင်ကျွန်တော်တို့ဝါကျိုးတစ်ချောင်းနဲ့တော့ဒီ ECU ဘက်ကလာတဲ့ socket ကိုဂျမ်ပါမထိုးပါနဲ့နော်ဂျမ်ပါထိုးမယ်ဆိုရင်အလွန်အန္တရာယ်များပါတယ် ECU ကိုကျွန်တော်တို့ဒီပလန်းကိုတူပေးရတာပေါ့အဲ့ဒါမှ short circuit လုပ်တယ်လို့ခေါ်တာပေါ့နော်ဒီကပြတ်သွားတာ open circuit ဂျမ်ပါကျွန်တော်တို့ခွာထိုးလိုက်ပြီဆိုရင်ဒါက short circuit လဲ short တိုက်လိုက်တာပေါ့ short တိုက်လိုက်ပြီဆိုရင်ကျွန်တော်တို့ ECU ကိုပြန်စောင့်တတ်တယ် ECU ပြန်စောင့်ပြီးတော့ short တိုက်လိုက်တဲ့ဆိုရင် ampere စောင့်တက်ပြီးတော့ကျွန်တော်တို့ဘယ်လောက်ထိ ampere တက်သွားမလဲဆိုတော့ကျွန်တော်တို့မသိနိုင်ဘူးเนาะမခံနိုင်တဲ့ဟာကကျိုးကမခံနိုင်ရင်ကျိုးတွေလောင်မယ် ECU ကမခံနိုင်ရင် ECU တွေကဒီ transistor ကိုပါတော့လောင်သွားမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ ECU ခွဲတာဖြစ်ဖြစ်လဲတာဖြစ်ဖြစ်လောက်ရတော့မှာအဲ့တော့အဲ့လိုစမ်းသပ်မှုမျိုးကိုဒီတော့ဖွင့်တော့ပိတ်ခဏလောက်တာနဲ့ကိုပဲအနေနဲ့များပါတယ်ပြီးဆက်နှိုးတာဖြစ်ဖြစ်ဆက်နှိုးမိတာဖြစ်ဖြစ်စတက်နှိပ်မိတာဖြစ်ဖြစ်ပေါ့နော်အဲ့ဒါဆိုရင်တော့လောင်မိုးများပါတယ်အဲ့လိုမှကျွန်တော်တို့ nozzle အဟောင်းတစ်လုံးပေါ့နော်အဟောင်းတစ်လုံးပြပိုင်ပြင်းနေဆိုရင်တော့အဟောင်းတစ်လုံးတော့ရှိကောင်းရှိမှာပေါ့နော်အဟောင်းတစ်လုံးနဲ့ဒီ open circuit ဖြစ်ပြီးပြတဲ့ nozzle တွေကရှားပါတယ်စီပိတ်တာတို့စီမဖြန်းအားနေတာတို့အဲ့လိုမျိုး nozzle တစ်လုံးနဲ့ကောက်ဆန်ကြည့်တယ်ကျွန်တော်တို့စီပတ်မလဲတာကိုစီပတ်လဲတာကိုတော့သိရမယ်ပေါ့နော်ပုံမှန်အဖြစ်တော့ nozzle ဒီလို open circuit ဖြစ်တာကစက်ထဲမှာပြပါတယ်အဲ့တော့ကျွန်တော်တို့တကယ်လို့ကျိုးနဲ့တော့ nozzle လည်းမရှိဘူးဆိုရင်ကျိုးနဲ့တော့မဆန်းနဲ့ပေါ့နော်ကျွန်တော်တို့ resistor လေးနဲ့စမ်းကြည့်တာမျိုး resistor အုံတန်ကိုအနည်းဆုံးဟာပေါ့နော်ရှားတော့ရှားတယ်ဒါမှမဟုတ်ကျွန်တော်တို့ 5 ampere ဖြူလေးကိုကျိုးနှစ်ချောင်းထောက်ပြီးကျိုးနှစ်ချောင်းထုတ်ပြီးတော့ထိုးပြီးစမ်းတာမျိုးပေါ့နော်အဲ့လိုမျိုးစမ်းတာလေးတွေတော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့ကောင်းတော့ nozzle အဟောင်းလေးနဲ့စမ်းတာတော့ပိုကောင်းတာပေါ့နော်ဒီကတော့အဲ့လိုဂျာမာထိုးပြီးကြည့်လိုက်မယ်ဆို ECU ကိုပျက်စီးနိုင်တယ်ဆိုတာကိုပြောပြတာပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်ဗာရှိမယ်ဆိုတော့ဒီ ground ကြိုးတွေပေါ့နော် frame မှာချတဲ့ ground ကြိုးတွေလွတ်မသိချ ground မချဘဲနဲ့ချောင်းနေတာဖြစ်ဖြစ်တန်ကြီးလိုက်တာဖြစ်ဖြစ်ဆိုရင် ECU ပြတ်တတ်တယ်ပြီးရင်ကျွန်တော်တို့ battery ချခြင်းဝင်ကို body နဲ့ခတ်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာ component လေးတွေကတိတိလေးတွေပေါ့နော်အဲ့တော့ short ဝင်ပြီးတော့ဒီ resistor ပြတ်တာဖြစ်ဖြစ်ဒီ fuse ပြတ်တာဖြစ်ဖြစ်တခုခုပေါ့နော် capacitor လောင်တာဖြစ်ဖြစ်ပေါ့နော်တခုခုပျက်စီးတတ်တယ်ပေါ့နော်အဲ့တော့သုံးမျိုးနောက်တစ်ခုကဘာရှိမလဲဆိုတော့အဲ့ဒါကတော့ဖြစ်ခဲတယ်ဒါကြတော့သူကကျွန်တော်တို့ဆက်နှိုးဝင်တလန့်နဲ့ socket တွေကိုဆွဲချွတ်လိုက်ပြန်တက်လိုက်တော့နော်ဥပမာ nozzle socket ကိုဆွဲချွတ်မယ်ပြီးရင်ပြန်တက်မယ်ဆက်ကြီးကနှိုးထားလိုက်ပြီးရင် lever center socket ကိုဆွဲချွတ်မယ်ပြန်တက်မယ်ဆက်ကြီးကနှိုးထားတယ်ဆိုတော့အဲ့ဒါမျိုးတွေကလည်းပြတ်တက်တယ်ပေါ့နော်ပြတ်ခဲတော့ပြတ်ခဲတယ်နဲ့ပြတ်တက်တယ်ဒီကောင်လေးနော်အဲ့တော့၄ချက်ရှိပြီနောက်တစ်ခုဘာရှိအောင်မလဲဆိုတော့နောက်တစ်ခုတော့ကျွန်တော် plug coin ပေါ့နော် plug coin နဲ့ plug ခေါင်းတွေပါတယ်ကျွန်တော်မကောင်းဘူး frame နဲ့မီးကူးနေတယ်ဆိုရင်ကျွန်တော် plug ခေါင်းတွေလဲရမယ်မလဲဘဲနဲ့အဲ့တိုင်းမီးကူးရရပါသေးရဲ့ဆိုပြီးတော့ကျွန်တော်တိတ်ပတ်တာလို့ဘာလို့မတိမချာလုပ်တယ်ဆိုရင်ရ
ရေတွေပါတွေဝင်နေပါညာဆိုရင်ပြန်ပြီးတော့ကူးရဆိုရင်ကျွန်တော်တို့ ECU လောင်တတ်ပါတယ်နော်အခြားဟာလေးတွေလည်းအနေချင်းတော့ရှိမယ်ဒီကတော့ကျွန်တော်ဒီအရေးကြီးတဲ့အချက်၅ချက်လောက်ပေါ့နော်မလုံးတင်တာလေးတွေကိုမျှဝေပြရဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါ